လာပါဝစ်စားတွေနဲ့တွဲပြီးတော့ဝစ်စင်နေပေါ့နော် accessory လို့ခေါ်တဲ့ဆက်ဆက်ပစ္စည်းတွေကို English လို့ဘယ်လိုခေါ်လဲအားလုံးပဲသိပြီးကြပြီလားမသိသေးဘူးဆိုလို့ရှိရင်ဒီချိန်ကဒီဗီဒီယိုမှာ vocabulary လေးစိတ်လုံးမျှဝေချင်ပါတယ်ဒီချိန်ကတော့ဒီချက်ဖြစ်ဖြစ်ဝင်မဲ့ဖြစ်ပါတယ်ဒီချက်မျှဝေလိုတဲ့စကားလုံးလေးစိတ်လုံးရှိပါတယ်ဒီစိတ်လုံးထဲမှာပထမဆုံးတစ်လုံးကတော့ leggings ပဲဖြစ်တယ်ပေါ့နော်spelling ကတော့ leggings leggings ပဲဖြစ်တယ်အဓိပ္ပာယ်ကကြတော့ဘောင်းမီအကျက်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူကတော့ noun ဖြစ်တယ်ဒီချိန်တော့ဘောင်းမီတွေဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ဖက်ဝေးရတာဖြစ်လို့အများရန် s ထည့်ရမယ်နော်အဲ့တော့ဥမာလေးကိုကြည့်ကြည့်ရအောင် I have a new pair of leggings for yoga class yoga class ဆိုတာကြတော့ဒီချိန်တို့ yoga လေ့ကျင့်တဲ့သင်တန်းပေါ့အဲ့ဒီ yoga သင်တန်းမှာဝင်ဖို့အတွက်ငါမှနော်ဘောင်းမီအကျက်အသစ်တစ်စုံရှိတယ်ဆိုပြီးတော့မှဒီချိန်ဥမာပေးထားပါတယ်ဒီ leggings ကကြတော့ဒီချိန်တို့က yoga သင်တန်းတက်တဲ့အခါမှာတော့၎င်းနော်ဒီအားကစားလုပ်တဲ့အခါမှာတော့၎င်းလမ်းလျှောက်ထွက်တဲ့အခါမှာတော့၎င်းအမျိုးသမီးတွေဝေးလေးရှိရဲ့ဘောင်းမီအကျက်ပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ leg warmer ပေါ့နော် spelling က leg warmer leg warmer ပဲဖြစ်တယ်သူကလေနောင်ပဲဖြစ်ပါတယ် leg warmer ကကြတော့ဒီချိန်တော့အေးတဲ့နိုင်ငံမှာဝတ်တာပိုများတယ်ပေါ့နော်သူကကြတော့ဥမာမိန်းကလေးတွေကစကတ်တူတူလေးဝတ်ချင်တယ်ဘောင်းမီတူလေးဝတ်ချင်တယ်ဒါပေမဲ့ရာသီဥတုကလည်းအေးနေတယ်ဆိုလို့ရှိရင်ခြေထောက်နွေအောင်ဆိုပြီးတော့မှဒီ leg warmer တွေကိုဝတ်ကြရတယ်ပေါ့နော်အဲ့တော့ leg warmer ရဲ့အဓိပ္ပာယ်ကတော့ခြေချင်းဝတ်ကနေဒူးထိတာမဟုတ်လို့ရှိရင်ပေါင်အထိဖုံးတဲ့သုံးမွှေးခြေအရှိကိုခေါ်တာဖြစ်ပါတယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်ဥမာကိုကြည့်ကြည့်ရအောင် When I stayed in China I wore leg warmers with short skirt When I stayed in China ငါတရုတ်နိုင်ငံမှာနေတော့ကI wore ငါဝတ်ဆင်ခဲ့တယ် leg warmers with short skirt နော်စကတ်တူတူလေးနဲ့ leg warmer ကိုဝတ်ဆင်ခဲ့ပါတယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်အဲ့တော့ဒီချက်တို့ကဒီညမှာ verb to ကိုသုံးထားတာကိုတွေ့ရမှာဖြစ်တယ်အတိတ်မှာဖြစ်ခဲ့တဲ့အကြောင်းပြောတာဖြစ်တဲ့အတွက် stayed ကိုသုံးထားပါတယ်နောက်တစ်ခုကကြတော့wear wear ရဲ့ past tense ဖြစ်တဲ့ wore wore ကိုဒီချက်တို့သုံးထားပါတယ်အဲ့တော့ဒီချိန်တို့ကနေရာတစ်ခုမှာခိတခဏပဲနေတယ်ဆိုလို့ရှိရင် stay ပေါ့နော်အများနဲ့နေတယ်ဆိုလို့ရှိရင် live live ကိုသုံးပါတယ်ဥပမာဆိုရင် I live in နေပြီးတော့ဒီချိန်ကနေပြီးတော့မှအများနဲ့နေတယ်ပေါ့နော် when I stayed in China နော်ဒီချိန်တရုတ်ပြည်ကို2ပတ်လောက်သွားခဲ့တော့ကအဲ့လိုသဘောပေါ့ငါတရုတ်ပြည်မှာ2ပတ်လောက်နေခဲ့တော့အချိန်ကိုကြီးညွှန်းချင်တဲ့အတွက်ဒါ stayed ပေါ့ခိတနေခဲ့တယ်ဆိုတဲ့ကိစ္စကိုသုံးချင်တာဖြစ်တဲ့အတွက်ဒီချိန်တို့ကstay ကိုသုံးထားတာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကကြတော့ purse ပတ်စံအိတ်ပေါ့နော် purse purse ကကြတော့မျိုးသမီးကိုင်တဲ့ပတ်စံအိတ်ကို purse လို့ခေါ်တာဖြစ်ပါတယ်သူကလည်း noun ဖြစ်တယ်ပေါ့နော် my mom always collects beautiful purses my mom အမေက always collects နော်အမြဲတမ်းစုတယ်ဘာတွေကိုစုလဲဆိုရင် beautiful purses လှပတဲ့ပတ်စံအိတ်တွေကိုအမြဲတမ်းစုတယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်နောက်တစ်ခုကတော့ scarf လက်စည်းပုဝါပဲဖြစ်တယ်ပေါ့နော် scarf scarf လက်စည်းပုဝါသူကလည်း noun ပဲဖြစ်ပါတယ်အဲ့တော့ဥမာလေးကိုကြည့်ကြည့်ရအောင် I received a purple scarf as a birthday present a birthday present ဆိုတာကမွေးနေ့လက်ဆောင်တစ်ခုအနေနဲ့ I received နော်ငါလက်ခံရရှိခဲ့တယ် a purple scarf နော်ခရမ်းရောင်ပုဝါတစ်ထည်ကိုအဲ့တော့ပြန်ပြောမယ်ဆိုရင် I received a purple scarf as a birthday present မွေးနေ့လက်ဆောင်တစ်ခုအနေနဲ့ခရမ်းရောင်ပုဝါတစ်ထည်ကိုငါလက်ဆောင်ရရှိခဲ့တယ်ဆိုတော့မှနော်ဒီချက်ဥမာပေးထားပါတယ်နောက်တစ်ခုကတော့ sunglasses ပေါ့နော်အဲ့တော့ဒီချက်တို့က sunglasses လို့ခေါ်တဲ့နေကမျက်မှန်ကလည်းနှစ်ဖက်ဖြစ်တဲ့အတွက်ဒီချက်တို့ s ထည့်မယ်ပေါ့နော် She always wears sunglasses when she goes out in summer She always wears sunglasses when she goes out in summer နော်နွေရာသီမှာသူမအပြင်ထွက်တဲ့အခါသူမအမြဲတမ်းနေကမျက်မှန်ဝတ်တယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့ sweatband ပဲဖြစ်တယ် spelling က sweatband sweatband ဒီပေကတော့ချွေးစွပ်ပဲဖြစ်တယ်ပေါ့နော်သူကလည်း noun ဖြစ်ပါတယ်အဲ့တော့အားကစားလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်ဒီချက်တို့ကပြေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒီချွေးထွက်တဲ့အခါမှာချွေးဆုပ်အောင်ဆိုပြီးတော့မှဒီ sweatband ကိုတချို့တွေကဝတ်ကြတယ်ပေါ့နော်သူကလည်း noun ပဲဖြစ်ပါတယ်အဲ့တော့ဥမာကိုကြည့်ကြရအောင်
He removed his sweatband and brushed back his hair. He removed သူကဖယ်ရှားခဲ့ပါတယ် his sweatband เนาะသူရဲ့ sweatband ကိုဖယ်ရှားခဲ့ပါတယ် and ပြီးလို့ရှိရင် brushed back his hair เนาะသူစပင်ကိုပြန်ဖြီးလိုက်တယ်ပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုရင် he removed his sweatband and brushed back his hair သူကသူရဲ့ချွေးစုကိုဖြုတ်လိုက်ပြီးတော့မှစပင်ကိုပြန်ဖြီးခဲ့ပါတယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်နောက်တစ်ခုကကြတော့အားလုံးသိပြီဖြစ်တဲ့ tie 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 necktie เนาะ neck neck tie tie necktie လို့လည်းပေါင်းတယ်သူကလည်း noun ဖြစ်တယ်ပေါ့နော်He wore a striped silk tie on his birthday ဆိုတာသူရဲ့မွေးနေ့မှာ he wore เนาะ W-E-R wear ကနေလာတယ် past tense W-O-R-E wore he wore သူကဝတ်ဆင်ခဲ့ပါတယ် a striped silk tie S-T-R-I-P-T striped ဆိုတာအစင်းချောင်းပါတော့ပေါ့အစင်းချောင်းပါတဲ့ necktie ဆိုရင် a striped tie ပေါ့နော်အဲ့လိုမျိုးတွေသုံးလို့ရတယ်အဲ့တော့ he wore a striped silk tie silk ကပိုးသားပေါ့အဲ့တော့ a striped silk tie ဆိုတာကကြတော့အစင်းချောင်းပါတဲ့ပိုးသား necktie လေးတစ်ခုပေါ့နော်အဲ့တော့ he wore a striped silk tie on his birthdayသူကသူ့မွေးနေ့မှာအစင်းချောင်းပါတဲ့ necktie လေးတစ်ခုကိုဝတ်ဆင်ခဲ့ပါတယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်ဟုတ်ပြီနောက်တစ်လုံးကတော့ visor ပဲဖြစ်တယ်VISOR visor ဆိုတာကနေအောင်ကအုတ်ထုတ်ပေါ့နော်သူကအုတ်ထုတ်အပြည့်လည်းမဟုတ်ဘူးအရှိမရှာလေးပဲပါပြီးတော့မှနေအောင်ကဖို့အတွက်ပဲဒီကဆောင်းနေနော်နေအောင်ကလေးဖြစ်ပါတယ် spelling က VISOR visor လို့ပေါင်းပြီးတော့သူကတော့လေ noun ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဥမာကိုကြည့်ရအောင် He wore a blue visor to protect his eyes from the sun နော်အဲ့တော့He wore a blue visor သူကပြာရောင်နေကလေးတစ်ခုကိုဝတ်ထားခဲ့တယ် to protect ဆိုတာကာကွယ်သည် to protect his eyes သူမျက်လုံးတွေကိုကာကွယ်ဖို့ရ from the sun နေရောင်က He wore a blue visor to protect his eyes from the sun နေရောင်ကနေသူမျက်လုံးတွေကိုကာကွယ်ဖို့သူကအပြာရောင်နေကလေးတစ်ခုကိုဝတ်ထားခဲ့တယ်ဆိုပြီးမှဒီချက်ဥမာပေးထားပါတယ်နောက်တစ်ခုကတော့ wallet ပဲဖြစ်တယ် WALLET wallet ကယောက်ျားလေးကိုင်တဲ့ပတ်စံအိတ်ကို wallet လို့ခေါ်တာဖြစ်ပါတယ်အဲ့တော့ main လေးကိုင်တဲ့ပတ်စံအိတ်ကကြတော့ purse လို့ခေါ်ရဲဆိုပြီးတော့မှဒီချက်ဒီရှေ့မှာရှင်းပြခဲ့ပြီးပြီเนาะအဲ့တော့ wallet ကလည်း noun ဖြစ်တယ်ပေါ့နော် I bought a black wallet from Junction Center I bought ငါဝယ်ခဲ့တယ် a black wallet အနက်ရောင်ပတ်စံအိတ်တစ်လုံး from Junction Center ကနေပြီးတော့မှအနက်ရောင်ပတ်စံအိတ်တစ်လုံးကိုငါဝယ်ခဲ့တယ်ဆိုပြီးမှဒီချက်ဥမာလေးပေးထားပါတယ်အဲ့တော့နောက်ဆုံးတစ်လုံးကတော့ watch ပေါ့နော် WATCH watch လက်ပတ်နာရီပဲဖြစ်ပါတယ်သူကလေ noun ဖြစ်တယ်ဥမာလေးကိုကြည့်ကြရအောင် My watch is fast เนาะငါးနာရီကမြန်နေဆိုပြီးမှဒီချက်ဥမာလေးကိုပေးထားပါတယ်အားလုံးပဲဒီချက်ဒီနေ့ပြောသွားတဲ့စလုံးလေးစိတ်လုံးကကြတော့ဝစ်စားတွေဝစ်စင်တဲ့အခါမှာဆိုလို့ရှိရင်လူတွေဆက်ဆက်ပစ္စည်းအနေနဲ့ကင်တွေသုံးဆွဲကြတဲ့ပစ္စည်းလေးစိတ်မျိုးကြောင်းပြောသွားတာဖြစ်ပါတယ်အချုပ်အဖြစ်တင်ပြောရမယ်ဆိုလို့ရှိရင် leggings noun ဘောင်းမီအကျက် leg warmer noun ခြေချင်းဝတ်ကနေဒူးပေါင်ထိဖုံးတဲ့သိုးမွှေးချီအရှိ purse noun ပတ်စံအိတ် scarf noun လေစီပဝါ sunglasses noun နေကမျက်မှန် sweatband noun ချွေးစို tie noun necktie visor noun နေအောင်က wallet noun ပတ်စံအိတ်နဲ့ watch noun လက်ပတ်နာရီတို့ပဲဖြစ်ပါတယ်အဲ့တော့ဒီချက်ဒီနေ့ရှင်းပြသွားတဲ့စလုံးလေးစိတ်လုံးကိုအားလုံးနားလည်သွားမယ်လို့ထင်ပါတယ်ဒီစလုံးလေးစိတ်လုံးမှာဆိုလို့ရှိရင်တည်ပြီးသားစလုံးလေးတွေလည်းပါတယ်လို့မသိသေးတဲ့စလုံးလေးတွေလည်းပါတယ်ပေါ့နော်အဲ့တော့တချေတို့ကကိုမှလေပေါ့နော်ဒီရှင်းပြလိုက်တဲ့စလုံးစိတ်လုံးတွေကဘယ်လိုပစ္စည်းလေးတွေရှိလဲဘယ်လိုပစ္စည်းလေးတွေထပ်ပြီးတော့မှကိုကလိုချင်လဲဆိုတဲ့ဟာကိုစဉ်းစားပြီးတော့မှဒီ vocabulary လေးတွေကိုချက်စေချင်ပါတယ်အဲ့တော့တချေတို့ကဒီ vocabulary တွေရဲ့ပေါ့နော် British pronunciation နဲ့ American pronunciation ကိုနားထောင်ကြည့်ကြရအောင်နော် leggings leggings leg warmer leg warmer purse purse scarf scarf
Sunglasses. Sunglasses. Sweatband. Sweatband. Tie. Tie. Visor. Visor. Wallet. Wallet. Watch. Watch. အားလုံးပဲဒီချက်ဒီနေ့ရှင်းပြသွားတဲ့စလုံးလေးစိတ်လုံးကိုအားလုံးပဲရသွားလိမ့်မယ်လို့ဒီချက်မျိုးလေးပါတယ်ဒီချက်ကတော့ဒီချက်ဖြူဖြူဝဲမဲ့ဖြစ်ပါတယ်အဲ့တော့ဒီချက်တော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်